May I see the group? May I see the students? Oh, hello everybody. Hello, Menglaba. Good to see you again. Menglaba means hello in Burmese. Okay, nice to hear. How many of you were working today? ဆိုတော့ဒီနေ့ဘယ်နှစ်ယောက်လောက်ကနော်ဒီနေရာမှာရှိနေတယ်လဲအားလုံးပေါင်းဘယ်နှစ်ယောက်ရှိ49ဟုတ်လား48 student What did they say? 48 Working day. 48 of them. No, I said 48 students, but I said, how many of you had a working day? Like they were working somewhere outside, like at their job? No one. No Because one. they live in the camp, yes. Okay. They live in the dorm. Okay, no problem. So let's pray and start this session. Okay. Is Pastor David there? Maybe not. No. Yes. No. He left somewhere. Okay. So, Father, in the name of Jesus, we come before you. Thank you for... ကိုရနာမတော်မြတ်ကိုမြပြုလက်ဒီညမှာပြန်လဲဆုရုံလာကြပါတယ် Thank you for this wonderful opportunity to spend time. ဒီကဲ့သို့ခွင့်နိုင်အချိန်ခါခွင့်ကောင်းကိုပြင်ဆင်ပေးတဲ့ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါတယ် Together as the children of God. ကိုရဲသားသမီးများနဲ့ကိုရဲသားသမီးများအနေနဲ့အတူတကွဆုရုံရတဲ့ကြောင့်ကိုကိုကျေးဇူးတင်ပါတယ် And learn from your word. ကိုရနှုတ်ကပတ်တော်ကိုသင်ယူခွင့်ပေးလို့ကိုကိုကျေးဇူးတင်တယ် Guide us, Holy Spirit. တန်ရှင်တော်ဝိညာဉ်ဖဖျားကျွန်တော်ကျမတို့ကိုလမ်းပြပေးတော်မူပါ Guide our thoughts and take us to the right direction. ကျွန်တော်တို့ရဲ့အတွေးခေါ်များကိုလမ်းပြပေးလျက်တမန်တရားလမ်းကိုလမ်းညွှန်ပြသပေးတော်မူပါ I pray full control of the Holy Spirit over this session. ဒီအချိန်တိုင်းမှာတန်ရှင်တော်ဝိညာဉ်တော်ကအပြည့်အဝနေရာယူဖို့ရန်အတွက်ဆုတောင်းကြပါတယ် And during this session, open our eyes to see you, Lord. ဒီအချိန်တိုင်းမှာကိုရောကိုမြင်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ရဲ့မျက်စိများကိုဖွင့်ပေးတော်မူပါ Reveal yourself to us in a new way. ကိုရောကိုမြင်နိုင်ဖို့ရန်အတွက်ဒီနေရာမှာအသစ်သောနည်းလမ်းအဖြစ်ထင်ရှားပြသပေးတော်မူပါ And if anybody came to this session with heavy heart, ဒီနေ့ဒီနေရာမှာလေးလံသောနှလုံးသားနဲ့ရောက်ရှိတော်သူများအတွက်လည်း with anxiety, with questions, စိုးရိမ်ပူပန်ခြင်းမေးခွန်းအမျိုးမျိုးနဲ့ရောက်ရှိနေတော်သူများ with fears and concern, ကြောက်ရွံ့ခြင်းနဲ့စိုးရိမ်ပူပန်ခြင်းနဲ့ရှိနေတော်သူများ touch her, Lord. Touch him, Lord. သူတို့တက်တာကိုကိုရရှင်ပါပြတိုးထီတော်မူပါ Let your face to shine upon her. သူတို့အသက်တာပေါ်မှာကိုရဲ့မျက်နှာတော်အလင်းကိုထွန်းလင်းပေးသနာတော်မူပါ And let him hear your sweet voice in the midst of his circumstances. သူတို့ကြုံတွေ့နေရတဲ့အခြေအနေထဲမှာကိုရဲ့အသံတော်ကိုကြားနိုင်ဖို့ရန်အတွက်မဆတော်မူပါ Amen. Minister to all of us, Lord. ရောက်ချင်းစီတိုင်းကိုကိုရရှင်ပါပြတိုးထီလက်စကားပြောတော်မူပါ Shake us, Lord, if we need to be shaken. ကိုရရှင်ပါပြပြောင်းလဲစရာရှိသောအရာများကိုလည်းကိုရပြုပြင်ပြောင်းလဲပေးတော်မူပါ In
In Jesus' name we pray. ယေရှုနာမ၌ဆုတောင်းကြပါ၏ Amen. So good to see you again. အားလုံးကိုပြန်တွေ့ရတာဝမ်းသာတယ် Do you remember what was your homework? မနေ့ကပေးထားတဲ့အိမ်စာကိုမမိကြသေးလား Amen. Yes They do. Okay. How many of you have been singing the song? ဒီတခြင်းကိုနော်ဘယ်နှစ်ယောက်ကဆိုပြီးပြီလဲမနေ့ကပြောထားတဲ့တခြင်းကို One. ဆိုပြစ်ကြလား အိမ်စာကအဲ့ဒါပေးထားတာเนาะဒီတခြင်းကိုဆိုပြီးတော့ဆင်ခြင်ဖို့ဖြစ်တယ်ဆိုတော့ Okay. So, so let me share my screen with you and then we get started. ဟုတ်ပြီ Oh, lesson number 2, the topic will be obedience in worship. ဒုတိယသင်ခန်းစာရဲ့ခေါင်းစဉ်ကကိုးကွယ်ခြင်းထဲမှာနာခံခြင်းဆိုတဲ့အရာဖြစ်တယ် I believe obedience is something that all of you know already, that obedience brings blessing. သင်တို့ရောက်ချင်းစီတိုင်းကဒီနာခံခြင်းနဲ့ပတ်သက်ပြီးတော့ကြားဘူးပြီးပြီလို့ထင်တယ်နာခံခြင်းကကောင်းခြင်းမင်္ဂလာကိုဖြစ်စေတာဖြစ်တယ် And in everything we do, we should submit our plans, submit ourselves under God's will. ကျွန်တော်တို့ဘာပဲလုပ်လို့เนาะဘယ်ပဲသွားဖရာသခင်ရဲ့လက်တော်ထဲမှာပြုလုပ်လှုပ်ဆောင်နေတစ်ခုချင်းစီတိုင်းကိုအနံ့ရမှာဖြစ်တယ် Jesus himself set this beautiful example. You remember in the Garden of Eden, he prayed, Father, if you are willing, take this cup from me, yet not my will, but yours be done. သခင်ယေရှုကိုယ်တိုင်ကသူနောက်ဆုံးအဖမ်းမခံရခင်ဥယျာဉ်တော်ထဲမှာသူ့ရဲ့မပြောတဲ့စကားကိုကြည်ချင်းအားဖြင့်ကိုခမဲတော်ကနော်ခမဲတော်အလိုရှိတယ်ဆိုရင်ဒီခွက်ကိုကျွန်တော်နဲ့လွဲစေပါနော်အလိုတော်မရှိဘူးဆိုတော့ကိုရောအလိုတော်အတိုင်းဖြစ်ပါစေဆိုပြီးတော့သူဆုတောင်းခဲ့တာဖြစ်တယ် And in the same way, when we serve God, whether we preach God's word or we worship God or we lead others in the area of worship, this should be also our prayer, not my will, but yours be done. ကျွန်တော်တို့တက်တာမှာလဲလှုပ်ဆောင်လျာတစ်ခုချင်းစီတိုင်းအမှုတော်ဆောင်ခြင်းမှာပြုလုပ်ရာတစ်ခုချင်းစီတိုင်းမှာထိုကဲ့သို့ဆုတောင်းရမှာဖြစ်တယ်ကျွန်တော်တို့ရဲ့စိတ်ဆန္ဒကျွန်တော်တို့ရဲ့လိုချင်တတ်မှတ်ခြင်းမဟုတ်ဘဲနဲ့ဘုရားသခင်အလိုတော်တိုင်းဖြစ်ပါစေဆိုတဲ့အရာကိုနေ့တိုင်းဆုတောင်းဖို့ရန်အတွက်ဖြစ်တယ် Also, one of my favorite Bible verse in Galatians chapter 1, verse number 10, the Bible says, Am I now trying to win the favor and approval of men or of God? Or am I seeking to please someone? If I were still trying to be popular with men, I would not be a bondservant of Christ. Can you read it? We lost our interpreter, but maybe you can read it. Galatians chapter 1, verse 10.
အကြောင်းမူကားယခုတွင်ငါဒီအလိုတော့လိုက်သလောသခင်အလိုတော်တော့လိုက်သလောလူတို့စိတ်ကိုနူးညွတ်စေခြင်းငါရှာကြံသလောလူတို့စိတ်ကိုနူးညွတ်စေခြင်းငါရှာကြံသေးလေဒီကနေ့ Amen. So in worship, it is very important that we are not seeking people's approval. ကိုယ်ွယ်ခြင်းမှာအရင်ရေးကြီးတဲ့အချက်ကဘာလဲဆိုတော့ကျမတို့ကလူတွေရဲ့အတိမတ်ပြုတ်ခြင်းကိုရှာဖွေနေတာမဟုတ်ဘူး but God's approval. ဒါပေမဲ့ဖယားသခင်ရဲ့အတိမတ်ပြုတ်ခြင်းကိုရှာဖွေနေတာဖြစ်တယ် And if we are seeking favor of people, then we are not servants of Christ. တကယ်လို့ကျွန်တော်တို့ကလူတွေရဲ့မျက်နှာသာပေးခြင်းကိုပဲဦးစားပေးရှာဖွေနေခဲ့မယ်ဆိုရင်ဒီဟာကဖယားကိုအမှုဆောင်နေခြင်းမဟုတ်ဘူး But this is the like red cord of this lesson. But before we go deeper into these things, I'm going to talk about different types of worship. ဒီအကြောင်းအရာကိုပို့ပြီးတော့နက်နက်ရှိုင်းရှိုင်းမသွားခင်မှာကိုးကွယ်ခြင်းပုံစံအမျိုးမျိုးကိုပြောပြချင်တယ် So different types of worship, we can find many in the Word of God, but I have picked 3 categories. ကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးတော့ပုံစံအမျိုးမျိုးကိုကျမ်းစာထဲမှာတွေ့ရတယ်ဒါပေမဲ့ဒီနေ့မှာအကြောင်းအရာကြီး 3 ခုကိုကြည့်သွားမှာဖြစ်တယ် And the first category is thanksgiving. ပထမအကြောင်းအရာကဘာလဲဆိုတော့ကျေးဇူးတော်ချီးမွမ်းခြင်းဖြစ်တယ် And the Bible verse here is Psalm 9, verse 1. I will give thanks to you, Lord, with all my heart. I will tell all of your wonderful deeds. ကိုခုမြတ်သောစာလံအပိုက်ငယ်1မှာဗာပြောထားလဲဆိုတော့အိုးထာဝရဘုရားအကျွန်ုပ်သည်စိတ်နှလုံးအကျွင်းမဲ့ကိုရောကိုချီးမွမ်းပါမည်အံပွေသောအမှုတော်ရှိသမျှတို့ကိုပြညွှန်ပါမည် Thanksgiving is something like you take time, you pause, and you start to thank God for what He has done. ကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာကဘာကိုပြောချင်တာလဲဆိုတော့ဘုရားသခင်ပြုလုပ်ပေးတဲ့လှုပ်ဆောင်ပေးတဲ့အရာတစ်ခုပေါ်မှာပြန်ပြီးတော့သူ့ကိုချီးမွမ်းတာဖြစ်တယ်ကျေးဇူးတင်ကြောင်းပြသတာဖြစ်တယ် You don't want to be an ungrateful child who forgets easily what God has done, but you want to thank Him for everything. ဒီခါလေးမှာဘုရားသခင်ကိုကျွန်တော်တို့ကနော်ဘုရားလှုပ်ဆောင်ပေးတဲ့အရာတွေအတွက်မေ့ကောင်းမေ့လိုက်မယ်ဒါပေမဲ့ဘုရားသခင်အလိုရှိတဲ့အရာကဘာလဲဆိုတော့သူ့ကိုကျေးဇူးတော်ချီးမွမ်းတတ်သောသူဖြစ်ဖို့ရန်အတွက်အလိုရှိတာဖြစ်တယ် And an example song here would be, for example, O Lord my God, when I'm in awesome wonder, consider all the works thy hands have made. ဒီတခြင်းเนาะသူတခြင်းဥပမာဆိုရင်တခြင်းတစ်ပုတ်ရှိတယ်ဒီတခြင်းကိုသိကြသလား And then of course it says, then sings my soul, my Savior God to thee. Yeah. How great thou art. How great thou art. Then sings my soul, my Savior God to thee. How great thou art. How great thou art. Amen. Amen Amen. So when we take time to thank God, it does something. It has some purpose. So write down, we take 1 minute and you write down what Thanksgiving does. When we start to thank God, what happens?
ကျေးဇူးတော်ချီးမွမ်းခြင်းဆိုတဲ့နေရာမှာကျေးဇူးတင်ရတဲ့အကြောင်းရင်းတစ်စုံတစ်ခုရှိရတာဖြစ်တယ်ဆိုတော့ဒီနေ့မှာလည်းเนาะကျေးဇူးတော်ချီးမွမ်းတဲ့အခါမှာဘာအကြောင်းမို့เนาะဘာတွေကကျေးဇူးတော်ကိုချီးမွမ်းစေတယ်လဲဆိုတဲ့အကြောင်းအရာတွေကိုစဉ်းစားပြီးတော့ရေးကြည့်အောင်အချိန်ကို1မိနစ်ပေးမှဖြစ်တယ် Okay. ဘာတွေအတွက်ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းရတယ်လဲเนาะအဲ့ဒါကိုစဉ်း Are စား you ပြီးတော့ ready? ဖိုင်ဖို့ဖြစ်တယ်အစဉ်သင့်ဖြစ်ပြီလား Okay. It starts now. စပြီ Okay. So please tell me, ဆိုတော့ပြောပြပါဦးဘာတွေရေးတယ်လဲ အသက်ရှင်ခွင့်ပေးလို့ for giving us life sorry? ကျမပေးလို့ for good health Good health, အတူပါရှိ for his presence for his guidance His presence, အပြစ်ကနေကယ်လို့ ဒါလဲ အပြစ်ကနေကယ်တင်ခဲ့လို့ for redeem us from sin Beautiful points. I picked that God's presence. I picked that one. သူပါရှိလို့ဆိုတဲ့အချက်တစ်ချက်ကိုလည်းကျွန်မကြားတယ် So many times we easily see all the negative things, all the difficulties in our life. အခါလေးမှာကျမတို့ကဘဝမှာကြုံတွေ့ရတဲ့အရာတွေပေါ်မှာမကောင်းတဲ့အရာတွေအနှုတ်လက္ခဏာတွေကိုပဲမြင်တတ်တယ် And the enemy tries to bring dark clouds into our minds. ဘာဖြစ်လို့လဲဆိုတော့ယန်သူကကျွန်တော်တို့ရဲ့အတွေးခေါ်ထဲမှာမကောင်းတဲ့အရာတွေကိုပဲထည့်ပေးလို့ဖြစ်တယ် But when we start to thank God and we start to list, to say things He has done in our lives, it kind of lifts our eyes to Him. We start to look at Him. ဒါပေမဲ့ကျမတို့ရဲ့နှလုံးသားကျမတို့ရဲ့မျက်စိကိုဖျားပေါ်မှာပဲစစ်စစ်ကြည့်ပြီးတော့သူပြုခဲ့တဲ့အမှုတွေကိုပြန်စဉ်းစားတဲ့အခါမှာ So thanksgiving turns our eyes to Jesus. ချီးမွမ်းခြင်းကကျမတို့ရဲ့အမြင်တွေကိုဖျားစီကိုသူကနော်ကူးပြောင်းစေတာဖြစ်တယ်တဲ့မှတ်ပေးတာဖြစ်တယ် And we are lifted up immediately. အဲ့ဒီဟာကကျမတို့အသက်တာကိုပြောင်းလဲပေးတာဖြစ်တယ် Amen. Amen. Then there is another category, praise. နောက်တစ်ခုကချီးမွမ်းခြင်းဖြစ်တယ် And the Bible verse is Psalm 150, verse 2. 150ခုမြောက်သောစာလံပိုင်ငယ်နဲ့မှာဗာပြောထားတယ်ဆိုတော့ Praise him for his acts of power. Praise him for his surpassing greatness. 150ခုမြောက်သောစာလံအပိုင်ငယ်2မှာဗာပြောထားတယ်ဆိုတော့အားလုံးတွေ့ပြီဆိုအဲ့ဒါကိုတူတူဖတ်ကြည့်အောင်နော် So praising God is like it's like boasting about God's supremacy over anything and everything.
ဆိုတော့ချီးမွမ်းခြင်းဆိုတာကဖယားသခင်ရဲ့ကြီးမြတ်ခြင်းအရာခတ်သိမ်းပေါ်မှာနော်တရှိတမဲ့အားလုံးပေါ်မှာဖယားရဲ့ကြီးမြတ်စိုးစံခြင်းကိုဝါကြွားစွာနဲ့ချီးမွမ်းခြင်းဖြစ်တယ် Have you ever heard small children boasting about their father? ဥပမာဆိုရင်ကလေးငယ်လေးတွေကသူတို့ဖခင်အကြောင်းကိုဝါကြွားပြီးတော့ပြောတဲ့အဖြစ်အပျက်တွေကဲ့သို့ဖြစ်တယ် Like, my dad is the strongest. My dad has the best car. My dad, this and that. ဘယ်လိုမျိုးလဲဆိုတော့ငါအဖေကအားရှိဆုံးဖြစ်တယ်ငါအဖေကနော်ကောင်းတဲ့ငါအဖေမှာကားရှိတယ်ငါအဖေကဒီဟာလုံနိုင်တယ်ဟိုဟာလုံနိုင်တယ်စသဖြင့်ကလေးငယ်ကသူ့ဖခင်ကိုဝါကြွားပြီးတော့ပြောတဲ့ပုံစံဖြစ်တယ် So, praise is something like that. We boast about our father, like our father is just the best. He is the strongest. He is the richest. He is the most beautiful, and all that. ဆိုတော့အဲ့လိုပဲချီးမွမ်းခြင်းဆိုတာကနော်ထိုကဲ့သို့ပဲဖြစ်တယ်နော်ဖယားသခင်ရဲ့ကြီးမြတ်ခြင်းဖယားသခင်ရဲ့တကိုးတော်ဖယားသခင်ရဲ့လုံနိုင်တဲ့နော်အရာတွေကိုတကယ်ပဲနော်စိတ်နှလုံးအကျွမ်းပဲနဲ့ဝါကြွားတဲ့နှလုံးသားနဲ့ချီးမွမ်းခြင်းဖြစ်တယ် We also boast about his victory. We say, our Jesus, he got the victory over death. တို့တစ်ဖြစ်ဖယားသခင်ရဲ့အောင်နိုင်ခြင်းเนาะအသေးချင်းပေါ်မှာဖယားရဲ့အောင်နိုင်ခြင်းသူ့ရဲ့ရှင်ဘုရင်ဖြစ်ခြင်းတွေကိုဝါကြွားဝမ်းမြောက်စွာချီးမွမ်းခြင်းဖြစ်တယ် Or when we feel like that people have done something wrong to us, we can start praising God by saying that God is going to say the final word. He watches over my rights. He will say the final word because he is the King of Kings. မှာဘနော်လူတစ်စုံတစ်ယောက်ကကျမတို့ပေါ်မှာအမားတစ်ခုခုကိုလုပ်တဲ့အခါမှာကျမတို့ကနော်အဲ့ဒီအရာတွေထက်ငါဖယားကပို့ပြီးတော့ကြီးမြတ်တယ်ငါဖယားကသာလေအရာခတ်သိမ်းကိုအုပ်ဆိုးတဲ့သူဖြစ်တယ်ငါဖယားကသာလေအရာခတ်သိမ်းအထက်မှာရှိတဲ့ဖယားဖြစ်တယ်ဆိုပြီးတော့ပြောဆိုခြင်းကဖယားကိုချီးမွမ်းခြင်းဖြစ်တယ် Or we can also praise God by using his different names. ဖယားကိုချီးမွမ်းတဲ့နေရာမှာလဲသူ့ရဲ့အမည်နာမအမျိုးမျိုးကိုအသုံးပြုပြီးတော့လဲချီးမွမ်းလို့ရတာဖြစ်တယ် And an example song here is there is power in the name of Jesus to break every chain. ဥပမာဒီတခြင်းလိုပဲနော်ဒီတခြင်းလိုပဲဖယားရဲ့နာမထဲမှာအရာခတ်သိမ်းချင်းမြတ်ဖယားရဲ့နာမထဲမှာတကိုးရှိတယ်ဆိုတဲ့အရာကိုချီးမွမ်းခြင်းနဲ့နော်ချီးမွမ်းခြင်းတခြင်းလိုပဲဖယားရဲ့နာမကိုမြည်ပြုပြီးတော့ချီးမွမ်းလို့ရတာဖြစ်တယ် Praise can be used as a weapon in spiritual warfare. ဆိုတော့ချီးမွမ်းခြင်းဆိုတာကဝိညာဉ်တိုက်ပွဲမှာအကောင်းဆုံးသောလက်နက်အနေနဲ့အသုံးပြုလို့ရတာဖြစ်တယ် You feel oppression at home. Sometimes you can feel spiritual oppression in the church, even before the meeting starts. You can start singing, "There is power in the name of Jesus." You take over that oppression. အခါလေကျွန်တော်တို့ရဲ့အသက်တာမှာဖိနှိပ်ခြင်းတစ်ခုခုနော်ဆိုရင်ကြောက်ရွံ့စရာတစ်ခုခုကိုကြုံဆုံရပြီဆိုရင်ဖခင်ရဲ့နာမကိုစပြီးတော့ချီးမွမ်းလိုက်တဲ့အခါမှာအဲ့ဒီအရာတွေအကုန်လုံးကဖိနှိပ်ခြင်းတွေအဲကနေလွတ်မြောက်ခြင်းခံစားလာမှာဖြစ်တယ် And now what praise does? ဆိုတော့ချီးမွမ်းခြင်းဆိုတာကဘာလဲ You can find examples from the Word of God or from your personal experiences. Let's take 1 minute to write down. ဟုတ်ပြီနော်ချီးမွမ်းခြင်းဆိုတာကဘာကိုပြောတယ်လဲဆိုတာကိုနှုတ်ဘတ်တော်ထဲမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အသက်တာထဲမှာကြုံရတဲ့အခြေအနေအတိုင်းဖြစ်ဖြစ်နော်စဉ်းစားပြီးတော့ပြန်ချရေးရအောင်အချိန်10မိနစ်ပေးမှဖြစ်တယ် Okay. And it starts now. အခုချိန်ကနေစပြီ Okay.
ချီးမွမ်းခြင်းကဘာကိုဖြစ်စေသလဲเนาะချီးမွမ်းခြင်းအပြင်ဘာတွေဖြစ်လာသလဲဆိုတာကိုခြာရေးဖို့ဖြစ်တယ် Okay, so please tell me. ဟုတ်ပြီဆိုတော့ပြောပြကြပါဦး ရှင်မန်ချင်းတဲမှာကျမ်းမာချင်းလည်းရှိတယ် praise to bring healing Healing, ဟုတ်ပြီ joy လက်မြောက်ချင်း freedom amen. ယူပါယုံလည်းမြင်တွေ့ရတယ်ရှင်မန်ချင်းတဲမှာ yes new revelation Amen. လက်မြောက်ချင်း ပြောပြီးသွားပြီเนาะပြောပြီးတဲ့ဟာတွေမပြောတော့ဘူး Wow. Amen. I mean, all the points that I had in my mind, you just brought it up. ဒီမှာစိတ်ထဲမှာစဉ်းစားထားတဲ့အချက်တွေနဲ့အကုန်လုံးကွက်တိကြတယ်အကုန်လုံးတူတူပဲဖြစ်တယ် Yeah. Somebody mentioned freedom. တယောက်ကလွတ်မြောက်ခြင်းဆိုပြီးတော့ပြောတယ် Maybe Paul and Silas came to your mind. They were in a jail and they started to praise God and their chains were broken. ဘောလူနဲ့တိလလိုပဲเนาะသူတို့လက်ထောင်ထဲမှာရောက်နေတဲ့အချိန်မှာဖျားကိုချီးမွမ်းလိုက်တဲ့အခါမှာထောင်တကားတွေကပွင့်ထွက်သွားတာဖြစ်တယ် Amen. So let's move forward. ဆက်ပြီးတော့ကြည့်ရအောင် So here we have 7 different worship words from the book, from the Word of God. ဆိုတော့ကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးတော့စကားလုံးခုနှလုံးကျမ်းစာထဲမှာတွေ့ရတဲ့ကိုးကွယ်ခြင်းဆိုတဲ့စကားလုံးခုနှလုံးကိုကြည့်ရအောင် And there are so many more ကြည့်မယ်ဆိုရင်တော့အများကြီးရှိတယ် Hebrew words, but I just picked these 7. ဒါပေမဲ့အဲ့ဒီထဲမှာခုနှစ်ခုကိုပဲကြည့်မှာဖြစ်တယ် Let's look at these quickly. That praise and worship is it's not only singing, it's so much more. ဆိုတော့ချီးမွမ်းကိုးကွယ်ခြင်းဆိုတာကတခြင်းဆိုခြင်းတက်တက်မဟုတ်ဘူးဒီထက်ပိုပြီးတော့နဲ့ဆိုင်တဲ့အရာဖြစ်တယ် For example, this Shabbat, ဥပမာဒီအောက်ဆုံးကเนาะဒီအောက်ဆုံးဘယ်ပချမ်းမှာတွေ့ရတဲ့ရှဘတ်ဆိုတဲ့အရာက it's to address in a loud tone, to shout. ကျဲတော့အတန်နဲ့အော်ဟစ်ခြင်းเนาะအော်ဟစ်ခြင်းကိုပြောချင်တာဖြစ်တယ် Do you remember what the Israelites had to do in order to bring the wall of Jericho down? ဣသရေလလူမျိုးတွေကယေရကုတ်တံတိုင်းကြီးပြိုကျဖို့ရန်အတွက်ဘယ်လိုလှုပ်ဆောင်ခဲ့သလဲဆိုတာကိုမှတ်မိကြသေးလား မမေးပါတယ် Yeah. They had to shout. ဟုတ်တယ်သူတို့ကအော်ဟစ်ခဲ့ကြတာဖြစ်တယ် And of course, some other things, but that one also. So then we have zamar, something နောက်ထပ်စလုံးကဇမားဆိုတဲ့အရာဖြစ်တယ် these to touch the strings or parts of a musical instruments, to play upon it and make music, sometimes accompanied by a voice. So to play musical instrument, basically. ဆိုတော့အဲ့ဒီစကလုံးရဲ့အတိတ်ပဲကပါလဲဆိုတော့အတန်မီတဲ့เนาะဒူရိယာတစ်မျိုးမျိုးကိုတီးခတ်ခြင်းကိုပြောချင်တာဖြစ်တယ်เนาะအတန်မီတော့ဒီဒူရိယာကိုတီးခတ်ခြင်းအပြင်ချီးမွမ်းခြင်းဖြစ်တယ် And sometimes the Lord might guide you just to play instrumental music
there doesn't need to be always singing on the top of playing. So sometimes the playing itself is worship. ခါလေးမှာဘုရားသခင်ကချီးမွမ်းကိုးကွယ်ခြင်းထဲမှာဒီတေးဂီတကိုပဲတီးခတ်ပြီးတော့ကိုးကွယ်ဖို့ရန်အတွက်တောင်းဆိုတဲ့အချိန်ရှိတယ်เนาะတခြင်းဆိုဖို့အတန်ထွက်ဖို့မလိုဘဲနဲ့ဒီတေးဂီတတစ်ခုတည်းပဲတီးခတ်ခြင်းကလည်းကိုးကွယ်ခြင်းနည်းလမ်းတစ်မျိုးဖြစ်တယ် Then we have yada, နောက်ထပ်စကားလုံးကယာဒဆိုတဲ့အရာဖြစ်တယ် to raise and extend the hands unashamedly unto God. အဲ့ဒါကဘာလဲဆိုတော့ဖရာသခင်ရဲ့ရှေ့မှာလက်ကိုမြောက်ထားခြင်းဖြစ်တယ် So praise is also raising our hands, dancing. It can be also bowing down, like the movement we do with our body. အဲ့ဒါကဘာကိုပြောချင်လဲဆိုတော့ဖယားကိုချီးမွမ်းတဲ့အခါမှာလက်ကိုမြောက်ပြီးတော့ဖယားကိုချီးမွမ်းတယ်ကခုံပြီးတော့ချီးမွမ်းတယ်ဒူးထောက်ပြီးတော့เนาะပြက်ဝက်ပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်တွေကိုအသုံးပြုပြီးတော့လှုပ်ရှားပြီးတော့ချီးမွမ်းခြင်းကိုပြောချင်တာဖြစ်တယ် And let's also look at this barak. နောက်ထပ်စကားလုံးက barak ဆိုတဲ့စကားလုံးက To bless God as an act of adoration, to kneel expectantly and quietly before Him. အဲ့ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့ဖယားသခင်ရဲ့ရှေ့မှောက်မှာသူ့ရဲ့ကြီးမြတ်ခြင်းသူ့ရဲ့เนาะတကူကြီးခြင်းကိုဒူးထောက်လျက်ကိုးကွယ်ပြက်ဝက်ခြင်းကိုပြောတာဖြစ်တယ် Here we actually talk about worship, act of worship. ဒီဟာကချီးမွမ်းကိုးကွယ်တဲ့ပုံစံကိုပြောချင်တာဖြစ်တယ် And halal here in the middle is to be clear, to shine, celebrate, and rejoice in the Lord with the distinct sound, primary root of the word hallelujah. ဆိုတော့အဲ့ဒီ halal ဆိုတဲ့เนาะအလဲကစကားလုံးကဘာပြောချင်တာလဲဆိုတော့တကယ်ကိုကြည်လင်ပြတ်သားတဲ့စကားလုံးတွေနဲ့ဖယားကိုချီးမွမ်းခြင်းဖြစ်တယ်ဥပမာเนาะဒီ hallelujah ဆိုတဲ့စကားလုံးကဲ့သို့ဖယားကိုချီးမွမ်းတဲ့အတန်ကိုပြောချင်တာဖြစ်တယ်စကားလုံးကိုပြောချင်တာဖြစ်တယ် And then we look at this word tehillah. နောက်ထပ်စကားလုံးက tehillah ဆိုတဲ့စကားလုံးဖြစ်တယ် This is to sing in the spirit. အဲ့ဒါကဝိညာဉ်ထဲကနေတခြင်းဆိုခြင်းဖြစ်တယ် And let's read this Psalm 40, verse 3. And He has put a new song in my mouth, even praise Tehillah unto our God. Many shall see it and fear and trust in the Lord. ကာလ43မှာဘာပြောလဲဆိုတော့ထို့သောငါတို့ဖျားသခင်ကိုချီးမွမ်းရာတခြင်းတစ်ကိုငါမွတ်ဆိုစေခြင်းငါအခွင့်ပေးတော်မူ၏လူများတို့သည်တည်မြင်၍ကြောက်ရွံ့သောစိတ်နှင့်ထာဝရဘုရားကိုကိုးစားကြလိမ့်မည် So Tehillah is kind of a new song that God gives you for certain people or for certain meeting. It's like a song born in spirit, and it takes courage to bring it out. ဆိုတော့တဟိလဆိုတဲ့စကားလုံးကဘာကိုပြောချင်လဲဆိုတော့ဝိညာဉ်ထဲကနေတခြင်းဆိုခြင်းအတစ်တော်တခြင်းကိုပြောချင်တာဖြစ်တယ်ဘုရားသခင်ကလူတချို့ကိုဝတ်ပြုစီဝေခြင်းမှာတော့၎င်းကိုးကွယ်ခြင်းမှာတော့၎င်းအတစ်တော်တခြင်းတွေကိုပေးပြီးတော့အဲ့ဒီတခြင်းကိုသူကတော့ထုတ်ဖော်ပြီးတော့ဒီဆိုခြင်းအဖြစ်ကိုးကွယ်ခြင်းကိုပြောချင်တာဖြစ်တယ် Sometimes you might receive this new song before the meeting and you write it down. But sometimes God might give you it on the spot, so you don't have time to write down anything. Holy Spirit just wants you to sing it out over those people. တခါလေဘုရားသခင်ကကိုတယောက်တည်းရှိတဲ့ချိန်မှာတခြင်းအစ်ကိုပေးတဲ့အချိန်ရှိတယ်အဲ့ဒီချိန်မှာသူကเนาะတယောက်တည်းမှတ်ထားလို့ရတယ်ဒါပေမဲ့တခါလေချီးမွမ်းကိုးကွယ်ဖို့เนาะဘုရားเจ้าရောက်နေတဲ့ချိန်မှာရုတ်တရက်ဘုရားကပေးတဲ့ချိန်ရှိတယ်အဲ့ဒီချိန်မှာသူကเนาะချရေးဖို့ချိန်မရှိဘူးလူကြားထဲမှာတခါတည်းသူအရတဲ့အတစ်တော်တခြင်းကိုလူတွေကြားထဲမှာတခါတည်းချီးမွမ်းကိုးကွယ်တဲ့အချိန်လည်းရှိကောင်းရှိနိုင်တယ်
One time I was in a prayer seminar တခါတော့ကကျမဒီဆုတောင်းခြင်းနဲ့ပတ်သက်တဲ့သင်တန်းတစ်ခုကိုတက်နေတော့မှာ and there was this elderly woman, maybe 20 years older than me. အဲ့ထဲမှာကျမထက်အသက်20လောက်ပိုပြီးတော့เนาะကြီးတဲ့အမျိုးသမီးကြီးတစ်ယောက်က And the Lord said to me, sing my love over her. ဘာပြောလဲဆိုတော့เนาะဘုရားသခင်ကဒီအမျိုးသမီးစီမှာသူ့ကိုငါချစ်တဲ့အကြောင်းတွားပြီးတော့တခြင်းနဲ့တွားပြီးတော့ဖွင့်ပြပါတခြင်းဆိုခြင်းအပြင်ငါရဲ့မေတ္တာကိုပြောပြပါလို့ကျမကိုခိုင်းတယ် And I didn't get any other instruction, like how should I sing God's love over that woman, and I felt very shy. ကျမကိုဘုရားသခင်ကဒီတစ်ခုပဲပြောတယ်ဘယ်လိုပုံစံနဲ့သွားပြောရမလဲเนาะဘယ်လိုစကားလုံးတွေကိုเนาะတခြင်းအနေနဲ့သူ့စီမှာဘုရားရဲ့မေတ္တာကိုပြောရမလဲဆိုတာကိုဘုရားကတခြားမပြောကျမကเนาะချစ်ချင်းလုပ်ဖို့တော့ရှက်တယ် I didn't know the woman. I didn't know if these people were used to like a spontaneous singing or anything. So it was difficult for me. ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအမျိုးသမီးကိုကျမတခါမှမသိဘူးပြီးတော့အဲ့လိုလွတ်လပ်စွာဝိညာဉ်ထဲကနေစီးထွက်လာတဲ့တခြင်းအနေနဲ့သူ့စီကိုသွားပြီးတော့ပြောဖို့ဆိုတာသူတို့အနေနဲ့လက်ခံသလားလက်မခံဘူးလားဆိုတာကိုကျမနားမလည်လို့ချစ်ချင်းသွားပြောဖို့ရန်အတွက်တော်တော်လေးခက်ခဲတယ် So I just went to the woman and I asked, may I pray for you? And I prayed for her. I prayed God's love to pour into her heart. In the beginning, I did like that. ဆိုတော့ကျမဘာလုပ်လဲဆိုတော့เนาะသူ့စီကိုအရင်သွားပြီးတော့ဆုတောင်းပေးလို့ရမလားဆိုပြီးတော့ခွင့်တောင်းပြီးမှသူ့အတွက်ဖခင်ရဲ့မေတ္တာကိုသူ့ထဲကနေသူ့နှလုံးသားထဲမှာသွန်းလောင်းပေးဖို့ရန်အတွက်ပထမဆုံးကျမဆုတောင်းပေးတယ် But still, I felt like my mission, what Holy Spirit spoke to me, it was not completed. ဒါပေမဲ့ဆုတောင်းပေးပေမဲ့ကျမရဲ့စိတ်ထဲမှာဖခင်ခိုင်းတဲ့အရာကဆုတောင်းဖို့တက်တက်မဟုတ်ဘူးဆိုတော့မပြီးကျမရဲ့လုပ်ငန်းကမပြီးသေးဘူးလို့ခံစားရတယ် Until I took a step of courage and started to sing without knowing what I'm going to sing. ကျမသူ့စီမှာเนาะသူ့စီမှာသွားပြီးတော့ဖခင်ခိုင်းထားတဲ့အတိုင်းတခြင်းမဆိုမခြင်းเนาะကျမလှုပ်ဆောင်ချက်ကမပြီးသေးဘူးဆိုပြီးတော့ဝိညာဉ်ထဲမှာခံစားရတယ် But it's like walking on the water. အဲ့ဒါကဘာနဲ့တူတယ်လဲဆိုတော့ရေပေါ်မှာလမ်းလျှောက်ရတယ်လို့ပဲ You don't know if the water is going to carry you, ရေပေါ်မှာလမ်းလျှောက်တယ်ဆိုရင်ရေကเนาะကျမတို့ကိုကောင်းကောင်းလေးကင်တွယ်နိုင်မလားရေထဲမှာနှစ်မြုပ်သွားမလားဆိုတာမသိတယ်လို့ပဲ but you take the step of faith. အဲ့ဒါကเนาะယုံကြည်ခြင်းနဲ့ခြေလှမ်းခြင်းကအဲ့လိုပုံစံပဲဖြစ်တယ် And trust in the Lord. ဖခင်ကိုကိုးစားခြင်းကအဲ့လိုပုံစံဖြစ်တယ် And when I started to sing, Holy Spirit started to do amazing work in that woman's heart. ဒါပေမဲ့ကျမစပြီးတော့တခြင်းဆိုတဲ့အချိန်မှာတန်ရှင်သောဝိညာဉ်တော်ကတကယ်ပဲအံ့ဩဖွယ်ရာအလုပ်လုပ်ပြီးတော့အဲ့ဒီအမျိုးသမီးရဲ့နှလုံးသားကိုတို့ထိခဲ့တာဖြစ်တယ် I still don't know exactly what happened to her, ဒါပေမဲ့အဲ့ဒီအမျိုးသမီးမှာဘာတွေဖြစ်ပျက်ခဲ့တယ်လဲဆိုတာကိုကျမကောင်းကောင်းလေးမသိဘူး but she was crying like a small baby. ဒါပေမဲ့အဲ့ဒီအမျိုးသမီးကစပြီးတော့ကလေးငယ်လို့စပြီးတော့ငိုကြွေးလာတယ် And after the song, I was able to comfort her like mother comforts a child. ကျမဆိုနေတဲ့တခြင်းကနော်သူ့အတွက်ကဘာနဲ့တူလဲဆိုတော့အမေတယောက်ကသူ့ရဲ့ကလေးငယ်ကိုချော့သိမ့်ပြီးတော့နော်နှစ်သိမ့်ပြီးတဲ့တခြင်းကဲ့သို့ဖြစ်တယ် And I got to know that she has gone through a lot of pain in life, and she has also continuous physical pain in her body. ပြီးတော့ပြန်သိလိုက်ရတဲ့အရာကဘာလဲဆိုတော့အဲ့ဒီအမျိုးသမီးရဲ့အသက်တာမှာနာကျင်ခြင်းတွေအများကြီးကိုသူရင်ဆိုင်ခံစားခဲ့ရတာဖြစ်ပြီးတော့သူ့ရဲ့ဒီခန္ဓာကိုယ်ထဲမှာပင်လင်ယောဂနဲ့ပတ်သက်တဲ့နာကျင်ခြင်းတွေကိုသူခံစားနေရတဲ့အချိန်ဖြစ်တယ် And she never really received that mother's love even when she was a child.
ပြီးတော့သူ့ရဲ့အသက်တာမှာငယ်စဉ်ဘဝကနေစပြီးတော့မိခင်မြတ်တာကိုလည်းသူလုံလုံလောက်လောက်သူမရရှိခဲ့ဘူးတေးချမခံစားဘူးတဲ့အမျိုးသမီးဖြစ်နေတာဖြစ်တယ် So sometime or many times it just takes the small step of faith and from us to be used by God, and then Holy Spirit continues and takes over and ministers to people. အခါလေးမှာကျမတို့ဘက်ကနေယုံကြည်ခြင်းနဲ့စပြီးတော့ခြေလမ်းတစ်သေးလေးကိုစပြီးလမ်းလာတယ်ဆိုရင်တန်ရှင်သောဝိညာဉ်တော်ကအဲ့ဒါကိုအသုံးပြုပြီးတော့ကြီးမားသောအရာတွေကိုလှုပ်ဆောင်နိုင်ဖို့ရန်အတွက်ကြီးမားသောအရာတွေကျမတို့ရဲ့အသက်တာအပြင်လူတွေကိုတော့ကောင်းချီးဖြစ်စေဖို့ရန်အတွက်တန်ရှင်သောဝိညာဉ်တော်ကဆက်ပြီးအလုပ်လုပ်သွားမှာဖြစ်တယ် We also need to remember that Holy Spirit is very creative. ပြီးတော့သိရမယ့်အချက်ကတန်ရှင်သောဝိညာဉ်တော်ကအင်မတန်မှလိမ္မာပါးနတ်တာဖြစ်တယ် He doesn't work always in same ways. သူကအချိန်တိုင်းပုံတင်နီးလိုပဲเนาะပုံတင်နီးလန့်တိုင်းအလုံးမလုပ်ဘူး He approaches every person in a different way. သူကလူတိုင်းကိုမတူညီတဲ့နီးလန်းပုံစံနဲ့ချင်းကပ်တာဖြစ်တယ် Because we are unique. ။ဘာဖြစ်လို့လဲဆိုတော့လူတိုင်းကเนาะထူးခြားတဲ့လူတွေဖြစ်တယ်။တယောက်နဲ့တယောက်မတူဘူး He designed us in a unique way. ။ဘုရားသခင်ကကျမတို့ကိုမတူညီတဲ့ပုံစံနဲ့အားလုံးကိုဖန်ဆင်းထားတာဖြစ်တယ် Our life experiences are unique. ။ကျမတို့ကြုံတွေ့ရတဲ့ဘဝအခြေအနေတွေเนาะအတွေ့အကြုံတွေကမတူဘူး Our calling is unique. ။ကျမတို့ကိုဘုရားခေါ်တဲ့เนาะခေါ်ခြင်းတရားကလည်းမတူဘူး So why would he speak to everybody in the same way? ။အဲဒါကြောင့်မို့သူကကျမတို့တယောက်ချင်းစီတိုင်းကိုစကားပြောတဲ့အခါမှာမတူညီတဲ့နီးလန်းပုံစံတွေနဲ့ပြောတာဖြစ်တယ် Let's not limit God with our small mind. ဆိုတော့ဘုရားသခင်ကိုကျမတို့ရဲ့သေးငယ်တဲ့အတွေးခေါ်အုံနောက်လေးနဲ့မကန့်သက်ဖို့ရန်အတွက်ဖြစ်တယ် Amen? Yes, amen. Okay, let's move forward. So then we get into worship. နောက်ထပ်စကားလုံးနောက်ထပ်ပုံစံကပါလဲဆိုတော့ကိုးကွယ်ခြင်းဖြစ်တယ် Actually, we talked about worship yesterday တကယ်တမ်းတော့ကိုးကွယ်ခြင်းဆိုတဲ့အကြောင်းအရာကိုမနေ့ကလည်းပြောပြီးသွားပြီ when we talk about gazing on the beauty of the Lord. ဘုရားသခင်ရဲ့ကြီးမြတ်ခြင်းဘုံအတရေတော်ကိုဖူးမြော်တဲ့အခါမှာ To have encounter with him. ဘုရားနဲ့ကျမတို့ကနော်နှစ်ဖူးတွေ့နော်တွေ့ဆုံဖို့လိုအပ်တာဖြစ်တယ် So worship is my favorite thing ကိုးကွယ်ခြင်းဆိုတာကျမအနှစ်သက်ဆုံးအရာတစ်ခုဖြစ်တယ် because in worship you kind of enter into heavenly realms. ဘာဖြစ်လို့လဲဆိုတော့ကိုးကွယ်လိုက်တဲ့အချိန်မှာကျမတို့ကကောင်းကင်ရဲ့နော်နယ်ပယ်ကောင်းကင်ရဲ့လေထုအသစ်ထဲကိုကျမတို့ကဝင်ရောက်သွားတာဖြစ်တယ် We can also think about these steps of worship by illustration, by thinking about the Old Testament temple. ကိုးကွယ်ခြင်းလို့ပြောတဲ့အခါမှာဓမ္မဟောင်းရဲ့ဒီဝတ်ပြုကိုးကွယ်ခြင်းပုံစံဒီဗိမာန်တော်ကိုလည်းကျမတို့မြင်အောင်ကြည့်လို့ရတာဖြစ်တယ် So we enter to his gates with thanksgiving. ဘုရားသခင်ကိုကိုးကွယ်တဲ့အခါမှာတတိုင်းတော်ကိုချီးမွမ်းခြင်းနဲ့ဝင်ရတာဖြစ်တယ် When we go to God's temple and we enter through those gates into the courtyard, we enter there with thanksgiving. ဘုရားသခင်ကိုကိုးကွယ်ဖို့ဗိမာန်တော်ကိုရောက်လာတဲ့အခါမှာဗိမာန်တော်တကားဝကိုနော်ကျမတို့ကဘာနဲ့ဝင်ရလဲဆိုတော့ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဝင်ရတာဖြစ်တယ် Then on the courtyard, we praise God with others, we dance, we celebrate, we boast about our God. ပြီးတော့ဗိမာန်တော်အတွင်းမှာဘုရားကိုကျမတို့ကချီးမွမ်းကြတယ်နော်ဂုဏ်ပြုကြတယ်ဘုရားကိုနော်အချင်းချင်းကျန်တဲ့လူတွေနဲ့ဘုရားရဲ့ကြီးမြတ်ကြောင်းကိုကျမတို့ကနော်ကြွေးကြော်ဝန်ခံချီးမွမ်းကြတာဖြစ်တယ် But when we enter into worship, we enter into the Holy of Holies. ပြီးတော့ကိုးကွယ်ခြင်းမှာကျမတို့ကအသက်ရှင်ဆုံးဌာနတော်ကိုကျမတို့ကတိုးဝင်ရတာဖြစ်တယ်
where God's presence is. အဲ့ဒီနေရာကဖယားရဲ့မျက်မှောက်တော်ရှိတဲ့နေရာဖြစ်တယ် When I speak about Holy of Holies, do you know what it is? အသက်ရှင်ဆုံးဌာနဆိုတဲ့အရာကိုပြောတဲ့အခါမှာဘာကိုပြောတယ်လဲဆိုတာသိကြသလား No No. Okay. So in the Old Testament temple, there was this Holy of Holies, completely golden room. ဘာလဲဆိုတော့เนาะဓမ္မဟောင်းခေတ်ကာလမှာသူတို့ရဲ့ဗိမာန်တော်ထဲမှာအခန်းတစ်ခန်းရှိတယ်အဲ့ဒီအခန်းကရွှေနဲ့လှုပ်ထားတဲ့အခန်းဖြစ်တယ်အဲ့ဒီအခန်းကိုအတန့်ရှင်းဆုံးအခန်းအတန့်ရှင်းဆုံးဌာနဆိုပြီးတော့ခေါ်ခဲ့တာဖြစ်တယ် And the Ark of the government was there. The အဲ့ဒီ Ark, မှာပရိညင်သက်တာကထားရတာဖြစ်တယ်ပရိညင်သက်တာရှိတာဖြစ်တယ်အဲ့ဒီအခန်းထဲမှာ there was no window တကားပေါက်မရှိဘူးပရင်းပေါက်မရှိဘူး because God's glory was there, and God's glory was the light in the room. ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ရဲ့ဘုန်းတော်ကအဲ့ဒီနေရာမှာကျိန်းဝတ်တဲ့အတွက်ကြောင့်မို့အဲ့ဒီအခန်းတစ်ခုလုံးကဘုရားရဲ့ဘုန်းတော်နဲ့เนาะသူကထိန်လင်းနေတာဖြစ်တယ်အလင်းရောင်မလို့ဘူး And there was a thick curtain in front of the door so that nobody would enter into the Holy of Holies. ပြီးတော့အဲ့ဒီအခန်းရဲ့အရှိတ်မှာเนาะကလကအထူကြီးတစ်ခုကိုချထားတာဖြစ်တယ်ဘာလို့လဲဆိုတော့လူတိုင်းเนาะကြိုက်တယ်လို့ဝင်လို့မရအောင်ကလကအထူကြီးတစ်ခုကာထားတာဖြစ်တယ် Only the high priest was allowed to enter to the Holy of Holies once in a year. အဲ့ဒီအတန့်ရှင်းဆုံးအခန်းထဲမှာယစ်ပရောဟိတ်မင်းကြီးတာလင်တစ်နှစ်မှာတစ်ခါပဲဝင်ခွင့်ရှိတာဖြစ်တယ် And he had to have an animal blood in his hands. သူကအဲ့ဒီခန်းကိုဝင်တဲ့အခါမှာသူ့လက်ထဲမှာအကောင်တွေရဲ့အသွေးတွေကိုသူကယူဆောင်လာရတာဖြစ်တယ် For his own sins and for the sins of the nation. အဲ့ဒီအသွေးကနော်သူကိုယ်တိုင်ရဲ့အပြစ်တွေကိုဖြေလို့ဖို့နဲ့သူ့ရဲ့တိုင်းပြည်မှာရှိတဲ့လူတွေရဲ့အပြစ်အတွက်နော်အသွေးသွင်းဖို့ရန်အတွက်တရိษံရဲ့အကောင်ရဲ့အသွေးကိုယူပြီးတော့သူအခန်းထဲကိုဝင်ရတာဖြစ်တယ် And they also put a rope around his ankle when he walked into the Holy of Holies. So if he happens to die in God's presence, they can pull him out without going to the Holy of Holies, because God's presence was something to really respect. And if the priest had done something wrong, maybe he will die in God's presence. But they put that rope around to pull him out in case that happens. ပြီးတော့နော်အဲ့ဒီယေဘရဟိတ်မင်းကြီးကအဲ့ဒီအခန်းထဲကိုဝင်တဲ့အခါမှာသူ့ရဲ့ခြေမျက်စိမှာကြိုးတစ်ခုနဲ့သူ့ကိုခြိထားရတာဖြစ်တယ်။ဘာလို့လဲဆိုတော့ဖယားရဲ့နော်ဒီအသက်ရှင်ဆုံးဌာနကအရန်အသက်ရှင်တဲ့အတွက်ကြောင့်မို့အပြစ်နဲ့ပတ်သက်တဲ့အရာတစ်စုံတစ်ခုမှနော်လက်မခံဘူး။ဥပမာယေဘရဟိတ်ကြီးကအပြစ်တစ်ခုသူဖယားရဲ့မနစ်သက်တဲ့အရာတစ်ခုခုကိုလုံပြီးလို့နော်ဒီအခန်းထဲမှာသူတေသွားခဲ့တယ်ဆိုသူ့ကိုပြန်ပြီးတော့ဆွဲလို့ရအောင်သူ့ရဲ့ခြေထောက်မှာကြိုးနဲ့ခြိထားရတာဖြစ်တယ် But do you remember what happened when Jesus shouted on the cross, "It is finished"? ဒါမဲ့နော်တခင်ယေရှုလက်ဝါးကားတိုင်ပေါ်မှာနောက်ဆုံးသူမသေးခင်မှာအမှုပြီးပြီဆိုပြီးသူအော်ဟစ်လိုက်တဲ့အချိန်မှာဘာဖြစ်ခဲ့တယ်လဲဆိုတော့ The thick veil got split into two from like up to the bottom. The thick curtain, that veil, got broken. ဘာဖြစ်လဲဆိုတော့အဲ့ဒီဗိမာန်တော်ထဲမှာရှိတဲ့အသက်ရှင်ဆုံးအခန်းမှာရှိတဲ့ကလကအထူကြီးကအပေါ်ကနေအောက်ကိုနှစ်ချမ်းကွဲသွားတာဖြစ်တယ် It is like God took hold of the veil and ripped it. ဘာနဲ့တူလဲဆိုတော့ဘုရားသခင်ကိုယ်တိုင်ကအဲ့ဒီနော်ကလကာကြီးကိုဆွဲဖြဲလိုက်တယ်လို့ပဲဖြစ်တယ် saying that now I got the blood of my own son, and now all of you can enter to my presence, to the Holy of Holies.
အခုချိန်ကနေစပြီးတော့ငါသားတော်ရဲ့အသွေးတော်သွန်းလောင်းပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့ငါရဲ့မျက်မှောက်တော်ထဲကိုမိသူမဆိုဝင်ရောက်လို့ရတယ်ငါစီကိုနော်ဘသူမဆိုလာရောက်ကိုးကွယ်လို့ရတယ်ဆိုတဲ့သဘောဖြစ်တယ် God's presence is not only once in a year for the high priest, it's for all of us. ဘုရားသခင်ရဲ့မျက်မှောက်တော်ကဒီယစ်ပရောဟိတ်ကြီးလိုတစ်နှစ်မှာတစ်ခါတိုးဝင်ပြီးတော့ဝင်ရတဲ့ပုံစံပဲမဟုတ်ဘဲနဲ့အကုန်လုံးအတွက်လူတိုင်းဝင်လို့ရတဲ့နော်နေရာဖြစ်လာတာဖြစ်တယ် And how do we enter to the Holy of Holies? ဆိုတော့အဲ့ဒီအသက်ရှင်ဆုံးအခန်းကဌာနတော်ကိုဘယ်လိုဝင်ရမလဲဆိုတော့ That is the place of worship. အဲ့ဒါကကိုးကွယ်တဲ့အရက်ဖြစ်တယ်ကိုးကွယ်တဲ့နေရာဖြစ်တယ် With a pure heart, တန်ရှင်းတဲ့နှလုံးသားနဲ့ being washed by the blood of the Lamb, သခင်ယေရှုရဲ့တိုးတကယ်ရဲ့အသွေးတော်နဲ့ဆေးကြောထားပြီးတော့ with adoration, with humility, တကယ်ကိုတော့နှိမ်ချတဲ့အသက်တာနှလုံးသားနဲ့ and here my example song is I enter the Holy of Holies. ဥပမာသချင်းတစ်ပုဒ်ရှိတယ်နော်ဒီတန်ရှင်းသောဌာနတော်ထဲကိုကျွန်တော်တိုးဝင်လာတယ်ဆိုတဲ့သချင်းတစ်ပုဒ်လိုပဲ I don't know if you know this song, but I'm going to sing it to you shortly. အသိမလားတော့မသိဘူးကျွန်မဆိုပြမယ် I enter the Holy of Holies. I enter through the blood of the Lamb. I enter to worship you only. I enter to honor I am. Lord, I worship you. I worship you. Lord, I worship you. I worship you. For your name is holy. Holy, Lord. Thank you. So, well, worship is really the place of transformation when you just gaze at God's beauty and you are being transformed into His image. ကိုးကွယ်ခြင်းဆိုတာကနော်အသွင်သဏ္ဍာန်ပြောင်းလဲတဲ့နေရာဖြစ်တယ်ဖခင်ရဲ့ကြီးမြတ်ခြင်းကိုကြည့်ရှုပြီးတော့နော်ဖူးမြော်ပြီးတော့နှလုံးသားအကျွမ်းမဲ့နဲ့ကိုးကွယ်ခြင်းတိုင်းမှာပြောင်းလဲမှုကရှိတာဖြစ်တယ် It is a place of receiving anointing, that God's anointing gets into you in the place of worship. ကိုးကွယ်တဲ့နေရာမှာဖခင်စီကနေလာတဲ့ဗိတ်သိက်ခြင်းတွေကနော်စီးစင်းတာဖြစ်တယ် More you spend time in worship, in God's presence, more anointing you have. ဖခင်ရဲ့မျက်မှောက်တော်ထဲမှာကိုးကွယ်ခြင်းနဲ့မြတ်များအချိန်ယူမယ်မြတ်များကိုးကွယ်တယ်ဆိုရင်ဗိတ်သိက်ခြင်းကပိုပြီးတော့နော်တိုးပွားလာမှာဖြစ်တယ် It is also a place of revelation of God. ပြီးတော့ကိုးကွယ်ခြင်းဟုတ်တယ်ကိုးကွယ်ခြင်းဆိုတာကဖခင်ရဲ့အသစ်တော်ယူပါယုံရရှိတဲ့နေရာဖြစ်တယ် He reveals himself to you in a new way. He shows different things, the things you have not known before. You start to see heavenly things. သင်မမြင်ဘူးတဲ့เนาะသင်နားမလည်နိုင်တဲ့ကောင်းကင်နဲ့သက်ဆိုင်တဲ့အရာတွေကိုကိုးကွယ်ခြင်းထဲမှာဖခင်ကကျွန်တော်ကျမတွေကိုဖွင့်ပြမှာဖြစ်တယ် And it changes your perspective in life. အဲ့ဒါကကျမတို့ရဲ့အတွေးခေါ်တွေကိုပြောင်းလဲစေမှာဖြစ်တယ် You get more and more hungry for God and the things of God.
အဲ့လိုလှုပ်ခြင်းအဖြစ်ဖခင်ကိုတာ၍စာငတ်ပြလာပြီးတော့ဖခင်ရဲ့မျက်မှောက်တော်ကိုပဲတာ၍နော်လိုချင်လာမှာဖြစ်တယ် And you also receive God's love in a way that you didn't even know that it's possible. ပြီးတော့ဖခင်သခင်ရဲ့မေတ္တာတော်ကိုနော်တကယ်ပဲကျွန်တော်တို့နားမလည်နိုင်လောက်အောင်ဖခင်ရဲ့မေတ္တာတော်ကိုချီးမွမ်းကိုးကွယ်ခြင်းထဲမှာကျမတို့ကနားလည်လာပြီးတော့ရရှိလာမှာဖြစ်တယ် And it heals your inner being. ပြီးတော့ကျမတို့ရဲ့အတွင်းလူကိုလည်းနော်ကျမ်းမာလာစေမှာဖြစ်တယ် So God's presence, this place of worship, is the best place in the world. And I just tell all of you, seek God's face, find that place. ဖခင်ရဲ့မျက်မှောက်တော်ထဲမှာဖခင်ကိုကိုးကွယ်ခြင်းကကဘာပေါ်မှာနော်လောကမှာအကောင်းဆုံးသောအရာဖြစ်တယ်ဆိုတော့ကျမအားပေးခြင်းနဲ့ဖခင်ရဲ့မျက်မှောက်တော်ကိုရှာပါနော်ဖခင်ကိုကိုးကွယ်ပါ Seek and you shall find. ရှာပါရှာတယ်ဆိုရင်အတွေ့ခံမယ်လို့ပြောထားတယ် Amen. အာမင် So do we still have time? Little bit. yes a little Okay. So now we are coming to the original topic, obedience in worship. ဆိုတော့အရှိဆုံးမှာပြောခဲ့တဲ့ခေါင်းစဉ်ကိုပြန်သွားမယ်ကိုးကွယ်ခြင်းထဲမှာနာခံခြင်းဆိုတဲ့အရာကိုဆက်ကြည့်မယ်ဆိုရင် So when I'm especially now talking for worship leaders. အခုချိန်မှာအထူးသဖြင့်ဒီကိုးကွယ်ခြင်းကိုဦးဆောင်နေတဲ့လူတွေအတွက်ပြောရမယ်ဆိုရင် For those people who pick the songs တခြင်းတွေဦးဆောင်နေတဲ့လူတွေ and who lead the worship group. ပြီးတော့ဒီကိုးကွယ်နေတဲ့เนาะဒီအဖွဲ့တွေကိုဦးဆောင်နေတဲ့ခေါင်းဆောင်တွေ But also for church leaders who kind of lead the meeting. ပြီးတော့အသင်းတော်ထဲမှာဒီဝတ်ပြုကိုးကွယ်ခြင်းမှာခေါင်းဆောင်နေတဲ့ဦးဆောင်နေတဲ့เนาะခေါင်းဆောင်တွေအတွက်လည်းဖြစ်တယ် So it is very important for us to ask these questions from ourselves. What do we follow in worship? ဆိုတော့ကျမတို့အသက်တာမှာဒီမေးခွန်းကိုတေချာမေးပြီးတော့เนาะဆင်ခြင်ဖို့ရန်အတွက်အင်ပန်တန်အရေးကြီးတာဖြစ်တယ် Do we follow church tradition, people's likings, pastors' favorites, artistic preferences, our own name and fame, our insecurities or need of approval? ဆိုတော့ကိုးကွယ်ခြင်းမှာဘု து ကိုကျမတို့ကเนาะဘု து စကားကိုနာခံနေသလဲဆိုတဲ့မေးခွန်းကိုမေးတတ်ဖို့เนาะဒေတာစဉ်းစားဖို့အရေးကြီးတာဖြစ်တယ်အသင်းတော်ရဲ့ delay ထုံးစံအတင်းတော်ရဲ့ထုံးစံအတိုင်းသွားနေတာလားဒါမှမဟုတ်လူတွေရဲ့အကြိုက်ကိုလိုက်ပြီးတော့လူတွေကြိုက်နှစ်သက်တဲ့ပုံစံလားဒါမှမဟုတ်ကိုယ့်ရဲ့သင်းအုပ်စရာကြိုက်နှစ်သက်တဲ့ပုံစံအလိုက်အသင်းတော်ရဲ့ဝတ်ပြုကိုးကွယ်ခြင်းကိုသွားနေတာလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့နာမည်เนาะထင်ရှားဖို့ဂုဏ်သတင်းကြီးမြတ်ဖို့အတွက်လုပ်နေတာလားဒါမှမဟုတ်เนาะလူတွေရဲ့အတိမတ်ပြုခြင်းတစ်ခုကိုရရှိဖို့ရန်အတွက်ဝတ်ပြုကိုးကွယ်ခြင်းကိုကျမတို့ကလုပ်နေသလားဆိုတာကိုဆင်ခြင်စဉ်းစားဖို့ရန်အတွက်အရေးကြီးတယ် As for the pastor, it is very important to please God in his preaching and not to please people. In the same way, it is important for worship leaders to pick the songs and to lead the worship according to what the Holy Spirit is saying. အသင်းတော်ထဲမှာဒီသင်းအုပ်ဆရာတွေအနေနဲ့နှုတ်ကပတ်တော်ဝင်ကားတဲ့အခါမှာလူတွေရဲ့အကြိုက်လူတွေနှစ်သက်ဖို့တက်ဟောကြားခြင်းနဲ့ဖရားရဲ့နော်ဖရားကြိုက်နှစ်သက်တဲ့ပုံစံအတိုင်းဟောကြားဖို့ရန်အတွက်လိုအပ်တယ်လို့ပဲဒီချီးမွမ်းကိုးကွယ်ခြင်းဥဆောင်တဲ့လူတွေကနော်လှုပ်ဆောင်တဲ့အခါမှာကိုးကွယ်တဲ့အခါမှာဥဆောင်တဲ့အခါမှာလူတွေကြိုက်နှစ်သက်တဲ့ပုံစံအတိုင်းမဟုတ်ဘဲနဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းအတိုင်းသွားတတ်ဖို့ရန်အတွက်အရေးကြီးတယ် Yeah. Of course, we need to cooperate with the church leaders. တခါလေမှာတော့အသင်းတော်ရဲ့ခေါင်းဆောင်တွေနဲ့ပူးပေါင်းလှုပ်ဆောင်ဖို့ရန်အတွက်တော့လိုအပ်တယ် And we need to know our place. ပြီးတော့ကျမတို့ရဲ့တာဝန်ကျမတို့ရဲ့เนาะဒီလှုပ်ဆောင်ရမယ့်နေရာကိုလည်းသိဖို့လိုအပ်တယ် But in the time frame we have been given, in that time frame, we try to please the Holy Spirit
as much as we can. ဒါပေမဲ့ကျမတို့လှုပ်ဆောင်တဲ့အချိန်ကာလတစ်ခုချင်းစီတိုင်းမှာဖယားကိုကျေနပ်အားရစေဖို့ရန်အတွက်အရေးကြီးတယ် Like, what do I mean when I say artistic preferences? ဆိုတော့ဒီမှာသူပြောထားတဲ့เนาะဒီအာတတိယအချက်မှာသူပြောထားတဲ့အကြောင်းအရာကဘာကိုဆိုလိုတယ်လဲဆိုတော့ You know, you practice the song so well, it sounds so good, and you really would like to sing that because you really like it and it sounds so fancy. ဒီတတိယအချက်ကဘာကိုပြောချင်တယ်လဲဆိုတော့เนาะတခြင်းတစ်ပုတ်ကိုကအရန်ပိုင်နိုင်ပြီးတော့နှစ်သက်လို့ဒေးဂီတကိုကြိုက်နှစ်သက်လို့အဲ့ဒီတခြင်းကိုကိုးကွယ်ခြင်းမှာအသုံးပြုရသလားအသုံးပြုတာလားဆိုတဲ့ပုံစံဖြစ်တယ် But what about if the Holy Spirit is leading you to a different direction to sing just a simple old song? ဒါမဲ့တခါလေးမှာတခြင်းတော်ဝိညာဉ်တော်ကကိုကြိုက်နှစ်သက်တဲ့တခြင်းမဟုတ်ဘဲနဲ့အရန်ကိုเนาะတခြင်းဟောင်းတစ်ခုကိုဥဆောင်ဖို့ခိုင်းစေတဲ့အချိန်တွေရှိတတ်တယ် Are you obedient to Holy Spirit or your own preferences? အဲ့ဒီအချိန်မှာเนาะကိုယ့်ရဲ့အကြိုက်ကိုဆိုခြင်းတဲ့ပုံစံတခြင်းကိုပဲဦးစားပေးသလားဒါမှမဟုတ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဦးဆောင်မှုကိုကိုကလိုက်နာသလားဆိုတာကိုလည်းဆင်ခြင်ဖို့အရေးကြီးတယ် Galatians 5 verse 25 says, "Since we live by the Spirit, let us keep in step with the Spirit." ဂါလတိအခန်းကြီး9အငယ်25မှာဗာပြောလဲဆိုတော့เนาะတန်ရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြခြင်းအတိုင်း9:25မှာဗာပြောထားလဲဆိုတော့သို့ So ဖြစ်၍ငါတို့သည်ဝိညာဉ်ပဂရိကြောင့်အသက်ရှင်လျင်ဝိညာဉ်ပဂရိအတိုင်းကျင့်ကြကုန်အံ့လို့ပြောထားတယ် what does it mean to keep in step with the Spirit in worship? ဆိုတော့ဒီမှာဝိညာဉ်ပဂတိအတိုင်းကိုးကွယ်ခြင်းဆိုတာကဘာကိုပြောချင်တာဖြစ်မလဲ I have a simple 3 steps, how should I say, 3 steps program that I follow and I also suggest you to follow. ဒီမှာတက်တာမှာတကယ်ပဲเนาะအသုံးပြုနေတဲ့ဒီအချက်3ချက်ကိုဒီနေ့အားလုံးကိုဝေမျှသွားခြင်းနဲ့ And I learned this from a Finnish Australian missionary. ဒီဟာကိုကျမဒီဩစတြေးလျသာသနာပြုဆရာတယောက်စီကနေသင်ယူတာဖြစ်တယ် So the first step is ask. ပထမခြေလှမ်းကဘာလဲဆိုတော့တောင်းလျှောက်ခြင်းဖြစ်တယ် Lord, what is the key? How should we unlock the things in the Spirit in this meeting? ကိုရောဒီစီဝေးမှာကိုရောကပြောစေတဲ့အရာတွေကိုเนาะဖော်ပြပါဆိုပြီးတော့ဖျားစီမှာတောင်းလျှောက်ရမှာဖြစ်တယ် Lord, what do you want to speak to the church this morning? ဒီမနေ့မှာအသင်းတော်မှာရှိတဲ့လူတွေကိုကိုရောဘာပြောစင်တယ်လဲဆိုတာကိုမေးလျှောက်ရမှာဖြစ်တယ် Show me your heart. ကိုရဲ့နှလုံးသားကိုပြသပါဆိုပြီးတော့တောင်းလျှောက်ရမယ် What are the songs you would like us to sing? ဒီမနေ့မှာဘာသချင်းတွေကိုတီးဆိုဖို့ရန်အတွက်အလိုရှိတယ်လဲဆိုတာကိုမေးရမယ် Are there any Bible verse related? ပြီးတော့เนาะဒီတီးဆိုမဲ့သချင်းတွေနဲ့ပတ်သက်တဲ့ကျမ်းစာတွေကိုလည်းเนาะဖော်ပြပေးပါဆိုပြီးတော့เนาะရှိသလားဆိုတာကိုလည်းမေးရမယ် So in this way, we ask and we kind of humble ourselves to tell him that we need him. We cannot have this powerful worship without the guidance of Holy Spirit. ဒီလိုပုံစံနဲ့ဖျားရှိမှာတကယ်ကိုနှိမ့်ချတဲ့နှလုံးသားနဲ့ဖျားကိုမေးလျှောက်ရမှာဖြစ်တယ်ကိုရောရဲ့လမ်းပြခြင်းကိုရောရဲ့လမ်းညွှန်ခြင်းကိုလိုအပ်တယ်တော့ကိုရောမပါဘူးဆိုရင်ဒီဝတ်ပြုကိုးကွယ်ခြင်းကိုကျွန်တော်မလုပ်ဆောင်နိုင်ဘူးမဥဆောင်နိုင်ဘူးကိုရောလမ်းပြပါဆိုပြီးတော့နှိမ့်ချတဲ့နှလုံးသားနဲ့မေးလျှောက်ရမှာဖြစ်တယ် Then you listen. နောက်တစ်ချက်ကနားထောင်ရမှာဖြစ်တယ် And it really helps me that I write down what God speaks. တခါလေးမှเนาะကျမတို့ကိုဖျားပြောတဲ့အရာတွေကိုချရေးထပ်ဖို့ရန်အတွက်အရေးကြီးတယ် Here is my notebook. ကျ
ကျမရေးထားတဲ့နော်စာအုပ်ကနော်ကျမတ်စုစာအုပ်ကဒီမှာဖြစ်တယ် It's full of my conversations with the Lord. ဒီဟာကဖယားနဲ့ကျမအပြန်လည်ပြောတဲ့နော်စကားလုံးတွေဖြစ်တယ် Mm. Yeah, thank you, Jesus. And it helps you to focus. And there might be some time that when you are preparing for Sunday service, the Lord might give you a new song. တခါလေးမှာဒီတင်းတွေနဲ့ဝက်ပြုတ်ကိုးကွယ်ခြင်းမှာနော်ဥဆောင်ဖို့ပြင်ဆင်တဲ့အခါမှာဖယားကအသစ်တော်သခြင်းတွေပေးတတ်တယ် And that song might be a key to unlock things in the spirit. It will be like a key to unlock the entire meeting. အဲ့ဒါကနော်အဲ့ဒီဖယားရဲ့ဖွင့်ပြချက်ဖယားဒီဆိုစေခြင်းတဲ့အရာကလူတစ်စုံတစ်ယောက်အတွက်နော်ကောင်းကြီးဖြစ်ဖို့ရန်အတွက်အသင်းတော်တစ်ခုလုံးလွတ်မြောက်ဖို့ရန်အတွက်တော့ချက်ဖြစ်တတ်တယ် I believe the Lord wants to give your church new songs. ကျမယုံကြည်တယ်သင်တို့အသင်းတော်ကိုလည်းဖယားကအသစ်တော်သခြင်းတွေကိုပေးနေတယ်လို့ယုံကြည်တယ် You don't need to keep on repeating some American songs or Hillsong or something you have heard in YouTube or Spotify. ကျမတို့နော်ဒီတခြားသောနေရာတွေမှာကြားနေတဲ့ဆိုနေကြအဟောင်းတွေကိုပဲထက်ကဆိုနေဖို့မဟုတ်ဘူး God will give you very particular songs that have powerful impact in your area, in your church. ဘုရားသခင်ကသင်တို့အသင်းတော်အတွက်သင်တို့ရဲ့နော်နိုင်ငံအတွက်သင်တို့ရဲ့ဒီနေရာအတွက်တကယ့်ကိုတကိုးနဲ့ပြည့်စုံတဲ့တခြင်းအသစ်တွေကိုဘုရားကပေးနိုင်တာဖြစ်တယ် Amen. Amen. And then the third step is to obey. တတိယအချက်ကဘာလဲဆိုတော့နာခံခြင်းဖြစ်တယ် And this obey part can be sometimes difficult, ဒီနာခံခြင်းအပိုင်းကတခါလေခက်ခဲတတ်တယ် especially if the Lord has asked you to do something that is not usual in your church. တခါလေကျမတို့သင်တို့ရဲ့အသင်းတော်ထဲမှာနော်ပုံမှန်လုပ်နေကြအရာနဲ့မတူတဲ့အရာတစ်ခုခုကိုဖယားကလုပ်ဖို့ခိုင်းတဲ့အခါမှာနာခံဖို့ရန်အတွက်အခက်အခဲရှိတယ် Like in my church, we don't dance, we don't wave flags. Okay. ကျမရဲ့အသင်းတော်မှာဆိုရင်နော်ကခုံခြင်းတွေနော်ဒီအလံတွေကိုမြောက်ထားခြင်းတွေကိုမလုပ်ဘူး It's considered almost like bad. အဲ့ဒါကိုနော်မကောင်းတဲ့အရာနော်ဆိုပြီးတော့သတ်မှတ်တယ်ကျမတို့အသင်းတော်ထဲမှာ Even though it's biblical. တခါလေအဲ့ဒါကကျမ်းစာနဲ့ကိုက်ညီပေမဲ့ Bible talks about it. ကျမ်းစာကပြောထားပေမဲ့ And sometimes the Holy Spirit has asked me to take a flag and wave flag and dance a little bit in front of the church. And I have done by myself, nobody else. တခါလေမှာဖခင်ကကျမကိုနော်အလံကိုယူပြီးတော့မြောက်ဖို့ရန်အတွက်နဲ့နော်ဒီကခုံဖို့ရန်အတွက်ခိုင်းတဲ့ချိန်ရှိတယ်အဲ့ဒီချိန်မှာချက်ချင်းကျမကအလံကိုယူပြီးတော့ကခုံတယ်ဘယ်သူမှလိုက်မကပေမဲ့ကျမတယောက်တည်းလှုပ်ဆောင်တယ် Amen. We need to be obedient to God, right? yes ကျမတို့ကဖခင်ကိုနာခံရမှာမဟုတ်ဘူးလား Yeah. So then just shortly, what about if God's presence falls during the worship time? Like you are worshiping and you realize that, wow, now God's glory fill this room and some people are, falling to the floor and God's presence is there. What to do? ဆိုတော့တခါလေးမှာဖခင်ကိုချီးမွမ်းကိုးကွယ်နေတဲ့အချိန်မှာမျက်မှောက်တော်ကနော်အရှင်ပြင်းစွာတက်ရောက်လာပြီးတော့ဖခင်ရဲ့ဘုန်းတော်ဆင်းသက်လာတဲ့အခါမှာအသင်းတော်ထဲမှာတကယ်ကိုအံ့ဩဖွယ်ရာလူတွေကနော်အော်ဟစ်လာမယ်တချို့ကကျမ်းပြင်မှာလဲလျောင်းလာမယ်နော်အဲ့လိုမျိုးဝတ်ပြုကိုးကွယ်ခြင်းမှာအဲ့လိုပုံစံမျက်မှောက်တော်တက်ရောက်လာပြီဆိုရင်ဘာလုပ်ရမလဲဆိုတော့ Of course, you can
like first of all, you don't have to go through your song list if God changes the plan. ပထမဆုံးအနေနဲ့တခြင်းကိုเนาะကိုကြိုပြီးတော့တိုက်ထားတဲ့ပုံစံအတိုင်းအတိအကျသွားစရာမလိုဘူးဘာလို့လဲဆိုတော့ဘုရားသခင်ကเนาะအခြားသောနီးလန်းနဲ့အလုံးလုံးနေပြီးမျက်မှောက်တော်ကတက်ရောက်လာပြီဆိုရင်ကိုစီစဉ်ထားတဲ့အတိုင်းเนาะအတိအကျကြီးဆက်သွားစရာမလိုဘူး Yeah. So don't rush into any direction. Just be like enjoy his presence. တခြားနေရာကိုเนาะတခြားအစီအစဉ်လုပ်ရအောင်မယ်ဆိုပြီးတော့ပုံတင်သည့်အတိုင်းမသွားဘဲနဲ့မျက်မှောက်တော်ထဲမှာမွေ့လျော်ပြီးတော့မျက်မှောက်တော်ထဲမှာပဲအချိန်ယူဖို့ရန်အတွက်ဖြစ်တယ် Yes, okay. Okay. And the last thing, this is the last slide. နောက်ဆုံးအကြောင်းအရာဖြစ်တယ် As long as you don't confront the darkness, nobody will react. ကျွန်တော်တို့ကဒီအမောင်ထုကိုတွားပြီးတော့เนาะမရင်ဆိုင်မချင်းဘသူကမှကျွန်တော်တို့ကိုเนาะအတိမတ်ပြုမှာမဟုတ်ဘူး But when I talk about react, I mean criticism. ဒီမှာလူတွေရဲ့တုတ်ပြန်ခြင်းလို့ကျွန်မပြောတဲ့အခါမှာဒီဝေဖန်ကဲ့ရဲ့ခြင်းကိုပြောတာဖြစ်တယ် But when you start to shake the darkness in worship, people with different yokes, they start to react. ကျမတို့ကချီးမွမ်းကိုးကွယ်ခြင်းအားဖြင့်အမောင်ထုထဲမှာကျမတို့ကเนาะအမောင်ထုကိုစပြီးတိုက်ခိုက်လာတဲ့အခါမှာလူတွေကအမျိုးမျိုးသောပုံစံအနေနဲ့ကျမတို့ကိုစပြီးဝေဖန်တိုက်ခိုက်လာမှာဖြစ်တယ် For example, freedom and joy in worship, it confronts or attacks the spirit of religiousness. တခါလေဝိညာဉ်ထဲမှာเนาะလွတ်မြောက်စွာဝမ်းမြောက်စွာကိုးကွယ်နေတဲ့အခါမှာအဲ့ဒါကเนาะဘာကိုဖြစ်စေတယ်လဲဆိုတော့ဒီဘာသာရေးဝိညာဉ်ဘာသာရေးအတွေးခေါ်တွေကိုเนาะသူကတိုက်ခိုက်တာဖြစ်တယ် Religious people, they don't like freedom in spirit. ဘာသာရေးသမားတွေကနော်ဝိညာဉ်ထဲမှာချီးမွမ်းကိုးကွယ်တဲ့အခါမှာလွတ်မြောက်ခြင်းဝမ်းမြောက်ခြင်းတွေကိုသူတို့ကမခံစားတတ်ဘူးလက်မခံဘူးသူတို့က And there is a spirit behind it. သူတို့ကဝိညာဉ်တော်ကိုသူတို့အနောက်မှာထားတာဖြစ်တယ် And then if God is outpouring his love in worship, it confronts the orphan spirit. ပြီးတော့ချီးမွမ်းကိုးကွယ်ခြင်းထဲမှာဘုရားကသူ့ရဲ့မေတ္တာကိုတွန်းလောင်းလာတဲ့အခါမှာနော်အဲ့ဒါကိုဘယ်သူကဆန့်ကျင်လဲဆိုတော့ဒီမိဘမဲ့စိတ်ဝိညာဉ်ရှိတဲ့လူတွေကအဲ့ဒါကိုလက်မခံနိုင်ဘူး People who walk with this orphan spirit, like they have not really come to the place of being the children of God. They find it very uncomfortable when you start to talk about God's love, when you start to sing God's love. အဲ့မိဘမဲ့စိတ်ဝိညာဉ်ဆိုတာကဘာပြောလဲဆိုတော့နော်ချစ်ချင်းမေတ္တာကိုမခံစားဘူးတဲ့နော်မရင်းနှီးတဲ့လူတစ်ယောက်ကိုဖခင်ရဲ့မေတ္တာတော်တွန်းလှန်ခြင်းအကြောင်းဖခင်ရဲ့ချစ်ချင်းမေတ္တာအကြောင်းကိုဝင်ကနော်ချီးမွမ်းကိုးကွယ်ရင်သူတို့ကအဲ့ဒါကိုမခံစားနိုင်ဘူးလက်မခံနိုင်ဘူး Both of these things are, or all of these things are out of my personal experiences. ဒီအကြောင်းအရာတွေအကုန်လုံးကကျမကိုယ်တိုင်ကြုံတွေ့ရတဲ့နော်တွေ့ကြုံနေဖြစ်တယ် And if you have a prophetic flow in your worship is kind of prophetic type of worship. It kind of confronts the hidden manipulation and control. တကယ်လို့တည့်ရဲ့ချီးမွမ်းကိုးကွယ်ခြင်းမှာဒီ prophet ပြုခြင်းနဲ့ပတ်သက်တဲ့เนาะဒီပုံစံတွေပြောင်းလာတဲ့ prophet ပြုခြင်းနဲ့သက်ဆိုင်တဲ့เนาะချီးမွမ်းကိုးကွယ်ခြင်းကိုစပြီးဥဆောင်လာတယ်ဆိုရင်ဒီနေရာမှာမကောင်းတဲ့เนาะထိန်းချုပ်ခြင်းတဲ့စိတ်ဝိညာဉ်တွေကစပြီးတော့နေရာယူတာဖြစ်တယ်တိုက်ခိုက်လာမှာဖြစ်တယ် And you might start getting different reactions from people. သင်ကချီးမွမ်းကိုးကွယ်ခြင်းမှာစပြီးပါဝင်လာပြီဆိုရင်လူတွေရဲ့အမျိုးမျိုးဝေဖန်ပြောဆိုတိုက်ခိုက်ခြင်းကိုခံရမှာဖြစ်တယ် Anger, ဒေါသအမျက်ထွက်ခြင်းတွေ intimidation,
လူတွေရဲ့เนาะဒီအမြင်မချီလင်ခြင်းတွေ blames. အပြစ်တင်ပြောဆိုခြင်းတွေ Some people might try to quiet you. တချို့သောလူတွေကတင့်ကိုတိတ်ဆိတ်ဖို့ရန်အတွက်လဲเนาะပြောဆိုတဲ့အချိန်ရှိကောင်းရှိလိမ့်မယ် But you don't need to be afraid. ဒါပေမဲ့တင်ကြောက်နေဖို့ရန်အတွက်မဟုတ်ဘူး You have done nothing wrong. တင်ကဘာအမားမှလှုပ်ဆောင်တာမဟုတ်ဘူး Actually, you are just shaking the darkness. တကယ်တမ်းတင်ကအမောင်ထုကြီးကိုတင်ကเนาะတွန်းလှန်နေတာဖြစ်တယ်လှုပ်ခါနေတာဖြစ်တယ် And here is a prayer for if you are a worship leader and you are facing criticism, this is the prayer for you. တကယ်လို့တင်ကချီးမွမ်းကိုးကွယ်ခြင်းမှာဥဆောင်နေတဲ့လူတစ်ယောက်ဖြစ်ပြီးတော့เนาะဝေဖန်ခဲ့ရခြင်းတွေကြုံတွေ့နေရတယ်ဆိုရင်ဒီဟာကတင့်အတွက်ဆုတောင်းခြင်းဖြစ်တယ် Yeah, so why don't you read straight in your language? ဆိုတော့ဒီဟာကိုအတူတကွဖတ်ရအောင်တမန်တော်ဝတ္ထုအခန်းကြီး4အငယ်29မှာတမန်တော်အခန်းကြီး4အငယ်29ထဲမှာဗာပြောထားလဲဆိုတော့ အို ဘိုး း ထာဝရဘုရားယခုအခါ သူတို့တော်၏ စိတ်ချင်းချောက်ခြင်းကိုမှတ်တော်မူပါ30စဖတ်ရအောင်နော်31ထိ အနာယောဂ အယောဂငိမ့်စေခြင်းကလက်တော်ကိုတန့်တော်မူ၍တန်ရှင်းသောသားတော်ယေရှု၏နာမတော်အဖြစ်နမိတ်လက္ခဏာဟောပွဲသောအမှုတို့ကိုဖြစ်စေတော်မူစဉ်တွင်ကိုတော်၏သူတို့သည်နှုတ်ကပတ်တရားတော်ကိုရဲဝံ့စွာဟောပြောပြအကြောင်းကဲမတနာတော်မူပါဟုဆုတောင်းကြ၏ကိုတို့ဆုတောင်းနာပြုပြီးမှသူဝေသောအရက်သည်တုံလှုပ်၍ထိုသူအပေါင်းတို့သည်တန်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့်ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကိုရဲရင်စွာဟောပြောကြ၏ Amen. Amen. And now I just want to have a short prayer with you. And then we အားလုံးနဲ့တူတကွာနော်ဆုတောင်းခြင်းနဲ့ and then we close this meeting. အဲ့ဒါနဲ့အဆုံးသတ်ရအောင် Father, in the name of Jesus, ကိုရရှင်ဖဗျာသခင် thank you for these wonderful people. ဒီနေ့ဆုံးတွေ့ရသောဒီလူများအတွက်ကိုရကျေးဇူးတော်ကိုချီးမွမ်းတယ် Thank you for making them great tools in praise and worship. သူတို့အသက်တာအားဖြင့်ချီးမွမ်းကိုးကွယ်ခြင်းမှာကြီးမားသောထိုးဖောက်ခြင်းကိုရောအသုံးပြုမဲ့တစားပလာများဖြစ်စေဖို့ရန်အတွက်ဆုတောင်းပါတယ် Thank you for giving many new songs to them. သူတို့သက်တာထဲမှာအသစ်သောသခြင်းမြောက်များစွာကိုပေးမှဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါတယ် There are songwriters in the midst of them. သူတို့ထဲမှာတေးသခြင်းတွေကိုရေးသားမဲ့သူတွေကိုကိုရောဖြစ်စေတော်မူပါ Thank you for helping them to hear your voice very clearly. ကိုရောရဲ့အတန်တော်ကိုရှင်းလင်းစွာကြားနိုင်ဖို့ရန်အတွက်သူတို့ကိုကိုရောမဆတော်မူပါ And make them very bold worshipers. တကယ်ကိုရဲရင်တော့ကိုရောကိုကိုးကွယ်တော့ချီးမွမ်းကိုးကွယ်ခြင်းဥဆောင်တဲ့သူများဖြစ်ဖို့ရန်အတွက်မဆတော်မူပါ Who know exactly what they are doing. သူတို့လှုပ်ဆောင်သောအရာတွေကိုရှင်းလင်းစွာနားလည်ပြီးတော့ Make them true worshipers. ကိုရောကိုစစ်မှန်စွာကိုးကွယ်သောသူများဖြစ်စေတော်မူပါ Who fall under the presence of God. ကိုရောရဲ့မျက်မှောက်တော်ကိုအပြည့်အဝသူတို့တက်တာမှာတွန်းလောင်းပေးသနာတော်မူပါ And bring God's presence into the church. ကိုရဲ့မျက်မှောက်တော်ကိုအသင်းတော်ထဲမှာတည်ဆောင်သောသူများဖြစ်စေတော်မူပါ Anoint their fingers to play very skillfully the musical instruments. သူတို့ရဲ့လက်ချောင်းတွေကိုကိုရောဗိတ်သိက်ပေးလျက်တကယ်ကိုကျွမ်းကျင်သောတကယ်ကိုကောင်းမွန်သော music တေးဂီတများကိုတီးခတ်သောသူများဖြစ်စေတော်မူပါ Anoint their voices that when they start to sing, the anointing just pierces the darkness. သူတို့ရဲ့အတန်များကိုကိုရောဗိတ်သိက်ပေးလျက်သူတို့ရဲ့ချီးမွမ်းခြင်းတိုင်းမှာအမောင်ထုတွေကိုကိုရောထိုးဖောက်ပေးသနာတော်မူပါ
so that the darkness will just flee and run away. သူတို့ရဲ့ချီးမွမ်းကိုးကွယ်ခြင်းအဖြစ်အမောင်ထုကြီးကိုကိုရရှိကွယ်ပြောက်တဲ့ဟိုအမောင်ထုကြီးကိုကိုရရှိဖယ်ရှားနိုင်သောချီးမွမ်းကိုးကွယ်သူများဖြစ်စေတော်မူပါ And the yokes of the people will just fall down when they hear the sound of their worship. The yokes of the people will just fall down like a wall of Jericho. သူတို့ရဲ့ချီးမွမ်းကိုးကွယ်ခြင်းအားဖြင့်လူတွေပေါ်မှာရှိသောခက်ခဲခြင်းဝေထုတ်တွေကိုကိုရရှိဖယ်ရှားပေးပါယေရုခုမြို့ရိုးပြိုကျတဲ့ကဲ့သို့သူတို့ရဲ့ချီးမွမ်းကိုးကွယ်ခြင်းမှာသူတို့ထမ်းထားသောဝေထုတ်တွေကိုကိုတော့ပေါ့ပါရသောကွင့်ကိုပြင်ဆင်ပေးသနာတော်မူပါ In Jesus' name. ယေရှုနာမ၌ဆုတောင်းပါ၏ Okay. Thank you. Thank you so much. It was really a privilege to teach you. အားလုံးကိုဒီလိုမျိုးဝေမျှခွင့်ရတဲ့အတွက်ကြောင့်မို့အရန်ကိုကျေးဇူးတင်တယ် Okay. Bye for now. အားလုံးကိုမိတ်ဆက်ပါတယ် Thank you so much Okay. Bye bye. Love you. love you good night morning